အမေကြည့်ပါဦးခင်းရင်ဒီစီမကောင်းလို့တဲ့ခင်းနေပါလေကြည့်ပါဦးအလှထားတာကြည့်ပါဦးစွတ်မောင်းပါစွတ်ငါမနဲ့ပဲဟဲ့ထမင်းဟဲ့ထမင်းရတာစခုနနဲ့ဘုံတော့မယူတော့ဘူးနော်နွားကျွေးဖို့ဘယ်ဈေးနဲ့ဖြစ်ဖြစ်ကိုပဲစွတ်ယူကအဝါလှုပ်လို့အဲ့လိုလှုပ်ပြီးတော့မျိုးဟိုလုံးမှာပဲအေးပါမျိုးညစ်လေမျိုးအစိပေးပဲလေအခွန်နွားကျွေးဖို့လေကြည့်ကြပါဦးခန်းညင်ကင်းကြီးအမလေးအရင်ကြီးတွေကတအားအများကြီးပဲလောကဈေးတွေနဲ့အေးလို့လောကဈေးတွေကလည်းမတရားနဲ့တိုင်းခံမလို့ဆက်ရှုံးလိုက်သမားတော့ပြောမနေနဲ့ဟုတ်ပါမကြောင်တပင်လုံးကိုဝါထင်းမလဲလုံရက်ထဲဗာနဲ့ထဲအဲ့လောဆယ်အောက်ပုံထားလိုက်ချက်စားလို့မကုန်ရင်နွားတွေကျွေးပြရမှာမလေးမျိုးတော့ရတာပေါ့မလေးကြည့်ပါဦးနှမျောစရာအရင်ဒီစွတ်မလို့ကြည့်ပါဦးအများကြီးပဲဈေးမကောင်းလို့တဲ့ကြည့်ပါဦးအပင်လိုက်ပြုတ်လိုက်ပဲအဲ့လိုအဲ့လိုနင်ဟာပြလို့ရှိရင်အဲ့လိုရောင်းစားရသူအဲ့လိုအဲ့ငါကျန်သားရောင်းစားပြတာဟုတ်အေးဟုတ်တယ်အရင်ကောက်ကလေးပြက်သွားလို့ခုကောက်တင်နေဆော့ရတာတိတ်လည်းစိတ်မပါပါဘူးကိုတစ်တော့ကောက်ကအတီမိတ်ဆွေတွေ friend တွေအားလုံးကိုလွမ်းတယ်ဘယ်ကနေထိုင်ကြိုက်ပြအောင်မယ်မနေကြပါဘူးစိတ်မကောင်းဖြစ်တော့ဘူးအဲ့ဒါကဘယ်လိုလဲအဲ့အကောက်အဟောင်းကနိုင်ငံသားကြီးစော်လို့ပဲလောဆယ်ပြန်တော့အကောက်ကိုဆဲယူအောင်ပါပေါ့ကိုထဲ friend တွေကလည်းကိုလိုဆိုရင်တော့3ရာနေမှာပေါ့တော်တော်ကိုကြာပြီ3-4နှစ်စောထားတဲ့ဥစ္စာဟိုချင်းချတာလည်းပြောမနေနဲ့အဲ့ကောက်ပြန်ပြီးလှုပ်တက်တဲ့လူကိုပြန်ပြီးတော့ဆဲခိုင်းအောင်ပါကြည့်ပါဦးခရမ်းညင်သီးတွေငှက်တွေလည်းစားတာကောက်တဲ့ကလေးမအားပေးပါအောင်လို့စောတာစိတ်လည်းမပေါ့စိတ်လည်းညစ်